ဗီဒီယိုဖုန်းတွေနဲ့ပတ်သက်လာရင်လူပြောစရာဖြစ်နေတာကနောက်ဖောင်သေးတဲ့ပြဿနာပါအခု DP60 မှာတော့အဲ့ဒီပြဿနာမရှိတော့ဘူးအရင် firmware ကနေ Origin OS 6ကို update လုပ်ပေးလိုက်တယ်အဲ့ဒီ Origin OS 6နဲ့အတူမြန်မာသားသေးတဲ့ပြဿနာကိုလည်းဖြေရှင်းပေးလိုက်တယ်သဘောကျဖို့ကောင်းတာ Origin OS 6နဲ့အရင် firmware ရဲ့ design color အနေထားတွေကဘာဆိုဘာမှမဆိုင်တော့ဘူးကျွန်တော်စင်တာပညာတွေကစားတော်မိုက်လာတယ်ပြီးတော့ DP60 မှာပေါ့နော်လုံးဝ shade upgrade လုပ်ပေးထားတဲ့အပိုင်းလည်းရှိသေးတယ်အဲ့ဒါတော့ telephoto camera ဘိုင်းမှာအရင် Vivo V series တော့ဆိုရင်ထိလမ်းမပါခဲ့ဘူးအခုဒီကောင်မှာ 100 digital zone တိရတယ် 50 megapixel periscope ထိလမ်းပါလာပြီဆိုတော့ shade ဖြစ်သွားပြီပေါ့နော်ဆိုတော့အဝေးကြီးကိုဆုံးဆွဲရိုက်ချင်တဲ့ခါမှာပဲဖြစ်ဖြစ် close up portrait တွေရိုက်ချင်တဲ့ခါမှာပဲဖြစ်တော်တော်အဆင်ပြေသွားတယ် photo quality တွေကလည်း Vivo ရဲ့ V series လို့ပြောတယ်မလို့မိုက်တယ်အခုဒီပုံစံထိုင်း digital zone နဲ့ရိုက်ထားတာခါလာ detail sharpness တွေတော်မိုက်တယ်ပေါ့နော်ပြီးတော့ပေါင်းမနဲ့ပရိပိုင်းတွေကိုလည်း upgrade လုပ်ပေးတာဒီဆိုတော့7 Gen 4ကိုသုံးထားတဲ့အတွက် V50 တော့အဲ့ဒါဘောင်းမပိုကောင်းလာမယ်6500 mAh ဖြစ်သွားတဲ့အတွက်ဘက်ထရီပိုးခံလာမယ်ခြာကြီးကတော့90 watt အတူတူပဲပေါ့နော်အရောင်တွေကတော့နှစ်မျိုးရှိပါမယ်ဟိုအောင်နေနဲ့ပြောရမယ်ဆိုရင်ဒီတစ်ခေါက် V60 อ่ะပေါ့နော်တကယ်လိုအပ်နေတဲ့အပိုင်းတွေကို share upgrade လုပ်ပေးလာတယ်big quality အတွက် metal frame လေးသုံးပေးလာရင်ပိုကောင်းမယ်လို့ပြောချင်ပါတယ်တကယ်လို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးရဆိုရင်ကွန်ဟန်ပေးလိုက်ပါကျွန်တော်ပြန်ပြီးပါမယ်ကျွန်တော်တော့တော်ဒီမှာဟုတ်ကဲ့ဒီလောက်ပါပဲ